cabin ဈေးဝန်းမှာမနက်၄နာရီခွဲရှိပါပြီအင်းကနေပြီးတော့ ferry gate ကိုသွားအောင်ပေါ့နော် ferry gate ကအင်းကနေဆို45မိနစ်လောက်ကားမောင်းပါနော်အင်းကအဖိုးနဲ့ဖွာနဲ့လိုက်ပုံမှာဖြစ်ပါတယ်ချာ ferry က6နာရီ15ထွက်မှာပါနိုင်ခွဲစောရောက်အောင်မယ်ဆိုတော့၄နာရီခွဲကိုစထွက်မှာပေါ့နော်ဘာ9ရက်လောက်သားတို့မတွေ့ရတော့ဆိုလွမ်းနေမှာပေါ့နော်အေးလွမ်းမှာပေါ့ဟဲ့စိတ်လည်းပူတယ်နော်ယုံမယုံယုံတယ်ဘာပူတယ်နေတော့ Okay horseshoe base ကိုရောက်ရှိပါပြီ gate မဖွင့်သေးပါဘူးနည်းနည်းစောနေပါတယ်ကျွန်တော်ကဒီကနေပြီးတော့နနိုင်မိုးဆိုတဲ့မြို့စီကို ferry နဲ့သွားမှာပေါ့နော်ခုက ferry စောင့်နေပါတယ်What makes you think no? Like when we get off, all in. Adjust your whole life when you come over here and play. You know, it's hardcore here. ကျွန်တော်ရဲ့ bus မှာရှိလို့လာပါပြီကျွန်တော်စတင်ပြီးတော့ချီတက်ပြီးဖြစ်ပါတယ် West Coast Trail ပါအိုးဒါကန်းကြီးပဲဂိတ်တဲ့เนี่ยဟုတ်တောင်တက်တာလက်ခုပ်ပြီးရင်တောင်တက်ရပါတော့အဲ့မှာကိုင်းလိမ့်ဆန်နေရဒီဘက်မှာလူတွေရှိရဆိုပြီးတော့သူကအဝေးကိုပြေးတော့မှာဖြစ်ပါတယ်တဲ့ orientation မှာအဲ့လိုပြောလိုက်တယ်1 km ရောက်ရှိတော့ပါပြီကျွန်တော်တို့ရှောက်အောင်မှာ85 km ပါဟုတ်တယ်ဟာထိုင်ကောင်က9ပုံစံလေးနဲ့ဆရာချီတက်နေပါခင်ဗျာရောက်လာ10 km ကျော်ရဲ့နောက်မှာတော့ပင်လယ်ပြင်ကြီးကိုစတင်မြင်နေရဖြစ်ပါတယ်ရှည်တန်းနေကြားနေရပါပြီလမ်းပင်လယ်ကဘာမှာစီလိုင်းရုံးနဲ့တွေ့ရပါတော့အများကြီးပဲ
တို့ရဲ့အိမ်သာဗျာဆန်တယ်အိမ်သာတက်ဖို့လေကတက်ကျွန်တော်သွားရဒီမှာမောင်းဝင်တွေ့ရောနော် ဟာမင်းဟိုသွားပြလာရင် best way ပါနော် ရှေ့နင်းနီးလေးကိုလို့ဟုတ်ပဲလေးမှာဟုတ်ပဲလေးမှာ တွေ့လား ကဲလေမတွေ့ဘူးလား ပျောက်သွားတယ် ဟိုတပင်ရဲ့အနောက်မှာ အေးဟုတ်တယ်အင်းနဲ့ဟိုဖြူပါဒါလို့ ကျွန်တော် camp site ကိုရောက်ရှိလာပါပြီညနေ9:00နာရီကျော်ပါကျွန်တော်ဒီနေ့မှာ camp လုပ်မှာဖြစ်ပါတယ်ဒီညတာဖတ်တယ်ချက်ပြုတ်နေတော့အဲ့ဒီမှာဘူးမမရှိတော့ကျွန်တော်တို့အဲ့ဝရှိတာဘုရားမှာဝေါဝင်တကောင်ကြီးပါဝေါဝင်တကောင်တွေ့တယ်နိုးရပါဘူးအခုကကနေက day 2ပေါ့နော်ကျွန်တော်တို့ခုရောက်နေတဲ့ beach နာမည်က Michigan Beach ပါကျွန်တော်တို့ခုကျွန်တော်မျက်နှာတက်သွားတိုက်လုပ်မယ်ပြီးရင်ကျွန်တော်တို့ water ရေယူမယ်ပေါ့နော်ရေယူမယ်ပြီးရင်ကျွန်တော်တို့ကနေသွားရမယ့်ခီးက73ကီလိုမီတာလမ်းလျှောက်ရမှာပေါ့နော်73ကီလိုမီတာလမ်းလျှောက်ရမယ်အဲ့ဒါကိုကျွန်တော်တို့အခုမနက်9:15အဲ့ဒါကိုကျွန်တော်မနက်နေ့လယ်1:00နာရီရောက်သွားမှာပေါ့နော်အခုကျွန်တော် water filter ရေဘယ်လိုယူလဲရေဘယ်လိုတန့်လဲပေါ့နော်ဒါကကျွန်တော်စမ်းချောင်းရေပေါ့နော်စမ်းချောင်းရေကိုမှကျွန်တော်တို့ဒီပင်လယ်ထဲမှာဝင်ကန်နီးရေကိုအကြည့်ဆုံးဖြစ်မယ်ဆိုတဲ့ထင်တဲ့နေရာလေးယူရဲပေါ့နော်ဒီပြီးရင်ကျွန်တော်ရဲ့ water filter အဲ့လို10 second ဖိလိုက်အောင်ပါပဲဒီနေ့တော့အားတော့ပါဒီနေ့တော့မယ့်နေရာက beach ကနေပြီးတော့ waterfall ကိုသွားတော့ကျွန်တော်အဲ့ waterfall ကိုရောက်ရင်ဒီနေ့ရေချိုးလို့ရရပါတော့ဒီလိုဖြစ်သွားရင်ရေကတန့်သွားပါပြီဒါကျွန်တော်3က4ကလောက်လုပ်ပြီးသွားရင် ready ဖြစ်ပြီပေါ့နော်ဒီနေ့က beach land ရှောက်တာဖြစ်ပါတယ်forest land ထက်တော့ဒီကောင်ကနည်းနည်းရှောက်ရတာပို့လွယ်။ Also forest မှာအတက်တွေရောအဆင်းတွေရောလှေကားတွေရောပြီးရင်ပိုးကောင်တွေလည်းရှိသေးတယ်။ပိုးကောင်တွေကရန်စိတ်ညှို့ကောင်ပါနော်။ကျွန်တော်တို့ပိုးကောင်မကက်တဲ့စီယူလာဖို့မိတ်ွား။အဲ့ကောင်တွေကကန့်နေဆက်လိုက်ကောင်ဒီ beach land ကဒီပင်လယ်ရေတက်မနေတဲ့အချိန်ဆိုရင်ကျွန်တော်သွားလို့ရတာပေါ့။ So အခုရှောက်လာ3 ကီလိုမီတာနေနေရှိတယ်တော်တော်မြန်တဲ့ထဲမှာပါမနေရနဲ့ရှင်းပေါ့နော်ဒါမဲ့ဒီမှာကြောက်တုံးနေနေဆိုတော့ကြောက်တုံးတွေပါချော်มาကြောက်တာခြေချင်းဝတ်တွေပါမနာရယူဆိုင်ရတယ်ပေါ့နော်ပြီးတော့ဒီနေ့နေရလဲတော်တော်ထွက်လာနေထိုးနေတော့တော်ရပါအုပ်ထုတ်ယူလာမဟုတ်နော်ရမ်းကြဖို့ဖြစ်ကြောရှော့နေရဖြစ်ပါတယ်
ကျွန်တော် beach land ကို5 km လောက်ရှောက်ပြီးတော့အခုတောလမ်းတွေကိုပြန်ဝင်လာပါပြီ beach ဟိုဘက်မှာလမ်းမပေါက်တော့ဘူးเนาะလမ်းမှာထိုင်ကုန်အနီးတစ်လုံးတွေ့ပါနှစ်လုံးတွေ့ပါတယ်မတလုံးမပြတ်တယ်ကွာဒီလုံးထိုင်လို့မရဒီလုံးကတော့ထိုင်လို့ရဖြူလေးကတော့ညောင်လှပနေနေထားမှရှိရပါတော့ဒါဒီကနေ့ beach land ရဲ့အဆုံးပါကျွန်တော်အခုဒီတောလမ်းနဲ့ပြန်သွားအောင်ပါနော်ပြီးရင်ကေဘယ်ကားစီးရမယ်ကေဘယ်ကားစီးပြီးရင်လှေကားတစ်ခုရှိအပြီးရင်ကျွန်တော်ကန့်ကိုရောက်ပါပြီကန်ဆိုင်ကိုရောက်ရှိလို့လာပါပြီဒီနေ့ beach မှာတော့ကျွန်တော်တို့နှစ်ယောက်တည်းမဟုတ်ဘူးပေါ့ဒါဒီကျွန်းကျွန်းပေါ်အကြောင်းစရာသူတို့ကန့်မဖွဲ့ရယ်ပြီးတော့နောက်ထပ်ဒီ3ယောက်ကိုတွေ့ရပါတော့ဒီနေ့တော့ကန်ဆိုင်မှာဒီနေ့နဲ့နေရမ်းပူပါတယ်ဒီနေ့နေလေယူရောက်လာဆိုကျွန်တော်တန်ထိုးပြီပေါ့နော်ခိုးကျွန်တော်အရေးသွားခုံမလို့ပါမကျွန်တော်ငယ်တဲ့အရေးချတွေ့ထားပါတယ်အဲ့မှာတော့ပြအနားယူမှာပါကျွန်တော်ရဲ့နေလိုက်တာကတော့ခေါက်ဆွဲပြုတ်ဖြစ်ပါတယ်မနေ့က dehydrated
တွေစားစစ်မပြေဘူးပေါ့နော်ပတ်ထိုင်းကဈေးကြီးပေးပြီးရဝင်ခဲ့ရတာမရှိလားကြောက်ခေါက်ဆက်ပြုတ်ပဲစားရှေ့ရန်စားခြင်းတွေကိုကြိတ်တယ်ကျုပ်ပြီးတော့ပြီဒီမှာလမ်းသွားအင်းကြီးတွေလမ်းထားပါတယ်ကျွန်တော်ကန်ဖိုင်းရလုပ်ဖို့ကြိုးစားနေရဖြစ်ပါတယ်ခင်းကမနက်အစောကြီးတောင်တက်ပြီးတော့ကမ်ကိုစောရောက်တာဆိုတော့ခင်းလောက်တာလောက်ချင်တာအကုန်လုပ်လို့ရတယ်ရေလဲချိုးလို့ရတယ်နေ့လည်သားလဲစားလို့ရတယ်ပြီးတော့ညစာလဲအေးစစ်စစ်ပဲလောက်စားလို့ရအခုဆိုရင်ကန်ဖိုင်းရလုပ်ဖို့အောင်ချိန်ရှိရပါတော့ကျွန်တော်အခုညစာစားမယ်ကန်ဖိုင်းရလုပ်မယ်ပြီးတော့အရမ်းမောင်သွားရင်ကျွန်တော်အေးရဝင်မယ်ပေါ့နော်ခဏကတော့အေးစစ်စစ်ပါပဲကန်ဖိုင်းရအောင်မြင်သွားပြုလို့ပြီးတော့ပါပြီမီးရတင်းတဲ့ရအများမီးရအရန်တောင်းOh my god မိတော့ကြီးကိုလည်းရှိုးကြပါအောင် Oh my god ဒီနေ့ကကျွန်တော်ရဲ့ညစာကတော့ပါစတာကို sausage နဲ့ပါအဆက်ရတာပါမနေ့ကပတ်ထိုင်းထက်တော့ပို့ပြီးတော့ရတာအကောင်းမယ်လို့မျှော်လင့်နေပါဘောဆိုပတ်ထိုင်းကမနေ့ကတော်တော်ဆူဆူတော့မြည်ကြည့်ပါမယ်ဆိုလက်ခံပေးလို့ရခေါက်ဆဲပြုတ်လောက်မကောင်းပါနဲ့မနေ့ကပတ်တိုင်းတော့ကောင်းတယ်ပေါ့နော်ပတ်စာဆိုခင်းညကတော့ကျွန်တော်ကန်ဖိုင်းရပေးမှာအစ်စေးပဲပေါ့နောက်ပြန်ညရင်လည်းဟာလမ်းမနက်10နာရီလောက်မှအေးရထားရမှာဆိုတော့အစ်စေးပါပဲနောက်ပြန်လမ်းလျှောက်ရမှာကျွန်တော်တို့9ကီလိုမီတာလောက်ပဲလျှောက်မယ်ပေါ့နော်လျှောက်ပြီးရင်ကျွန်တော်တို့ crab share ကိုရမယ်အဲ့ကြောင့်ကျွန်တော်တို့ကနန်းသားစားလို့ရပါတယ်ကျွန်တော်တို့ dehydrated food တွေစားကြမလို့တော့ပါဘူးနောက်ပြန်ညရင်ကျွန်တော်တို့ကနန်းစားရပါမယ်ကနန်းဝယ်စားလို့ရပါတယ်ခုတည်းညအိယာဝင်နေပြီပေါ့နော်အဲ့တော့ကျွန်တော်အိယာထဲမှာဘာလို့ရှိလဲဆိုတော့ကျွန်တော်တော့မနေ့တော့ရမ်းပင်ပန်းပြီးတော့တိုင်းတော်တော့ဆိုအိယာထဲမှာဘာပါဆိုတော့ဒီဘက်ဘေးမှာကျွန်တော်ရဲ့ကိုယ်ကိုယ်တော့တော့ပြပြထားတာဒါကောင်းအောင်ပါဒါမှုရပါလေထိုးလိုက်ရင်ဒီလိုဖြစ်သွားပါဒါက sleeping bag ပါถ้าไปดูใช้มาเป็นทาวเลยကျွန်တော်တန်းကကျွန်တော်လူ2ယောက်စာဝယ်ထားပါတော့ကြည်ကြည်လွန်းလွန်းအိတ်လို့ရအောင်အကြောင်းမို့တန်းကလည်းကြည့်ဒီပါတော့
ဒီနေ့မနေ့အဲ့ရနိုးလာတင်းကောင်းနဲ့တင်းဆိုနှစ်ခုရှယ်ပါနော်တင်းကောင်းကတော့ကျွန်တော်မနက်စာစားရင်လည်းပင်လယ်ဘက်ကိုကြည့်ရဝီလာငါလေးနှစ်ကောင်တွေ့လိုက်ရပါတော့ဒါပေမဲ့ဟိုလိုမျိုးအကောင်လိုက်ကြီးထွက်လာတော့မဟုတ်သူတို့အသက်ရှူပါရေပန်းထော်တာအဲ့ဒါတွေ့လိုက်ရတင်းဆိုကတော့မနေ့ကလှမ်းထားတဲ့အင်ကြီးတွေကအခုထိမချောက်သေးဘူးပေါ့စိုးနေတော့ပဲရှိသေးတယ်ကြည့်ရညာတော်တော်အေးရထင်တယ်အင်းကြီးကအမှန်ငယ်ဆိုပပလေးတောင်မှမချဘူးပေါ့ခင်းနေဘာမှတော့မရှိပါဘူးကျွန်တော်အင်းကြီးအပူပါဆိုတော့လက်ဖြန်ဒီကနေ့နေထွက်လာရင်ချောက်သွားတယ်ကျွန်တော်ကြောက်ဆောင်ပေါ်တက်ပြီးကမြင်းနေပါပြီ။ဒါပေမဲ့ရှေ့ဆက်မတိုးရဲဘူးပေါ့။ကြောက်ဆောင်ရရင်းကြီးတယ်။ကျော်လဲတော့ဆို။ကျွန်တော်ဒီကနေ့ day 3 စပြီးတော့ခီးနေပါပြီ။စူးစီရဲ့ waterfall ကနေပြီးတော့crab shell ကိုသွားပါတော့အဲ့ဒီကိုကျွန်တော်9ကီလိုမီတာရှောက်ရပါမယ်ကျွန်တော်နေ့လယ်တနာရီအမီသွားရမှာပေါ့နော်ဘာလို့ဆိုအဲ့ဒီအချိန်မှာရေတက်မှာမဟုတ်ဘူးအဲ့ crab shell ကြရင်ကျွန်တော်တို့ crab စားလို့ရပါတယ်အဲ့ကြရင်တော့အပီကျိတ်လို့ရပါပြီday 3ရဲ့ beach land ဆုံးလာပြီဖြစ်ပါတယ်ကျွန်တော်တို့ခုခဏနားနေရပါတော့ပြီးရင်ကျွန်တော်တို့တစ်တော်လန်းထဲကိုပြန်ဝင်ရတော့ပါမယ်ဒီနေ့ပြန်ဝင်ရပါတော့ခုကမုံစမ်းနားနေဖြစ်ပါတယ်ကျွန်တော်အင်းကြီးကတော့6သွားပြီပေါ့နော်ဒါပေမဲ့ဘောင်းမီကမ6သေးလို့မို့ဒီခဏထုတ်လန်းထားအောင်ခုတော့ဘလုံးဘောင်းမီနဲ့ပဲဘလုံးမောင်းမီနဲ့ပဲတီးထုတ်ဒီမှာခုကျွန်တော်စိတ်ကန်းကိုရောက်လာပြီပေါ့နော်ကျွန်တော်ဒီ day 3ရဲ့ရှောက်ရမယ့်9ကီလိုမီတာလောက်အကုန်ရှောက်လာပါပြီပင်လယ်လမ်းရောတောလမ်းရောပေါ့နော်အခုကျွန်တော်တို့ဒီရနေပြီးတော့ကျွန်တော် ferry ကိုလှမ်းခေါ်ရမှာပေါ့နော်ကျွန်တော်တို့လှမ်းခေါ်ပြီးသွားရင်စီးပြီးသွားရင်ခုဒါစီးပြီးသွားရင်ကျွန်တော်တို့ရဲ့ crab shelter ကိုရောက်ပါပြီအဲ့မှာကျွန်တော် crab စားလို့ရတယ်ပြီးတော့ကျွန်တော်တို့ဒီကနေ့အဲ့ဒီမှာနေဖို့အတွက်ရှယ်တာငှားထားရပါတော့တညကို$40ပေးရပါတယ်အခုကျွန်တော် crab shelter ကိုသွားပါရမယ်
နန်းတစ်ကောင်လုံးရယ်ပြီးတော့ဒီမှာငါးနှစ်ပိုင်းရယ်ပြီးတော့ဒီ step potato ရယ်ပေါ့နော်အဲ့ဒါကို90ပေးရပါတယ်စားလိုက်ပါအောင်မေးကျွန်တော်တန်းဆောက်ပြီးတော့ပါပြီအခုညနေ4 နာရီပဲရှိသေးတယ်ပေါ့နော်နည်းနည်းစောသေးကျွန်တော်ဒီနေ့အေးဆွေးနာမယ်ခုမိနစ်30တနာရီလောက်အိတ်မယ်ပေါ့နော်ပြီးရင်ညနေကျရင်ဟိုကြည့်ဒီကြည့်ရှောက်သွားလောက်ပြီးရင်ဒီနေ့ကောင်းကောင်းနားမယ်ဘာလို့ဆိုတော့မနေ့ဖြန်ညရင်ဟာကျွန်တော်16ကီလိုမီတာလောက်လမ်းရှောက်မယ်ပေါ့နော်ဒီနေ့ကတော့9ကီလိုမီတာပဲဆိုတော့အရင်တော့မပင်ပန်းအောင်ပေါ့နော်ပြီးတော့ဒီနေ့အစားတောက်ကလည်းကောင်းကောင်းစားထားရဆိုတော့နောက်ပြန်တော့ ready ဖြစ်အောင်လို့ခုတော့ဒီလောက်ပါဒီ crab shop မှာတော့ကျွန်တော်ဘာမှထွေထူးလုပ်စရာမရှိဘူးပေါ့နော်ကျွန်တော်ရောက်ကြရမုံစားတယ်ပြီးတော့အနားယူရယ်ပြီးတော့ဟိုသွားဒီကာပြီးတော့ခွေးလေးနဲ့ဆော့ရပေါ့နော်အားပဲကျွန်တော်တို့အိတ်လိုက်ရယ်နိုးလာပြီးတော့ကျွန်တော်ဒီရှုကင်းကိုပဲကျွန်တော်အဲ့ဒီပေါ်မှာခုံလေးထားပြီးတော့ကြည့်ရပါတော့ခုခင်းစောစောညအိပ်ရဝင်ပြမယ်ထင်တယ်ဘာလို့ဆိုတော့ဒီကျွန်းဒီ crab shop မှာကျွန်တော် internet မမိဘူးပေါ့နော်ဆိုတော့ကျွန်တော်မှဘာမှလုပ်ချက်မရှိဘူးဆိုတော့အမျိုးရင်းနဲ့စကားပြောလို့မရဘူးပေါ့နော်အဲ့ဒါဆိုတော့ခင်းညစောစောအိပ်ပဲစောစောအိပ်ပြီးမှလည်းပြန်စောစောထားပြီးတော့ကျွန်တော်keys နေမှာမယ်ဒီတော့စောစောပါရမယ်